Ryan ငါငယ်ကလေးကစိတ်ထဲမှာအမြဲတမ်းရှိနေခဲ့တဲ့မိကွန်းတစ်ခုကိုမေးကြည့်မယ် ဘာမေးခွန်းလဲ ငယ်ငယ်တော့ကလူကြီးတွေပြောနေတာကိုခဏခဏကြားဖို့တဲ့လူဖြစ်ဖို့ဆိုတာတော်တော်ခဲရင်းနေပေါ့နော်တချို့ဆိုရင်ကန်းနေတဲ့လက်ကြီးအကြောင်းဥပမာပေးပြီးတော့လည်းပြောပြတတ်တယ်သမုတ်တရားထဲမှာနေတဲ့လိမ့်မျက်မမြင်ကြီးတစ်ကောင်ရှိတယ်သူကနှစ်ပေါင်း100ပြည့်မှာတစ်ခါပဲရေမျက်နှာပြင်ပေါ်ကိုတက်လာတာအဲ့ဒီချိန်သမုတ်တရားထဲမှာလည်းအပေါက်ပါတဲ့တစ်သားတဘိုးလုံးလေးတစ်လုံးကမျောနေတယ်တဲ့အဲ့ဒီတော့အဲ့ဒီလက်ကြီးကရေပေါ်တက်လာတဲ့တစ်ခေါက်မှာအဲ့တစ်သားတဘိုးလုံးရဲ့အပေါက်တိတိလေးတွေကိုသူခေါင်းစွတ်မိဖို့ဆိုတာပေါ့နော်ဖြစ်ဖို့ဘလောက်ခဲရင်လဲပေါ့နော်ဒီတော့လူဖြစ်ဖို့ဆိုတာကအလောက်ထိကိုခဲရင်တယ်လို့ပြောကြတယ်ပေါ့နော်ဆိုတော့အဲ့လိုပြောတာကြားရတိုင်းကိုငါမှအမြဲတမ်းမိကုန်းကတစ်ခုပဲရှိတယ်လူဘွားရဖို့ကတကယ်ပဲအဲ့လောက်ခဲရင်တယ်ဆိုလို့ရှိရင်ကမ္ဘာပေါ်မှာလူသားတွေကဘာလို့ဘီလီယံနဲ့ချီပြီးတော့ရှိနေရတာလဲပေါ့နော်ပြီးတော့နေ့တိုင်းလည်းကလေးတွေအများကြီးမွေးနေကြတယ်ပြီးတော့ကမ္ဘာလူကြီးကလည်းတိုးလာတယ်အဲ့တော့ခဲရင်တယ်ဆိုတာကဘလို့ခဲရင်တာလဲပေါ့နော် မင်းသိလားဘာကြီးရလဲဆိုတော့လူအများကြီးလည်းအဲ့လိုတွေးဦးကြမယ်ထင်တယ်အပြင်ထုတ်ပြီးမမေးရကြတာပဲရှိတာ အေးလေပြီးတော့ငါအဲ့ဒါကိုမှားတယ်လို့တတိပြချင်တာမဟုတ်ဘူးကွာငါတကယ်ကိုမှနားလဲချင်လို့မေးတာတကယ်လို့အဲ့ဒါအတွက်ကိုအဖြေရှိရဆိုရင်လည်းငါတကယ်သိချင်တယ်ပေါ့နော်ဒီတော့အဲ့ဒီမေးခွန်းကိုရင်ထဲမှာမျိုးတိတ်ထားတာငါတယောက်တည်းလည်းမဟုတ်တော့ပါဘူး ဒါဆိုငါတို့စဉ်းစားကြည့်ရအောင်ဘယ်သူမှန်လဲမှားလဲဆုံးဖြတ်ဖို့မဟုတ်ဘဲဒီမေကုန်းကိုပို့ပြီးနားလဲသွားအောင်လို့ပေါ့ဘာလို့လဲဆိုတော့တခါတလေငါတို့အပြည့်မထုတ်ဘဲတင်ထားတဲ့မေကုန်းတွေကစိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်နေတယ်လို့ပဲနေပါဦးငါတခါဆရာတော်တစ်ပါးဒီမေကုန်းကိုရှင်းပြတာကြားဘူးတယ်တကယ်လဲစဉ်းစားကြည့်ရင်တော်တော်ယုတ်တိရှိတယ် ဟုတ်လားဆရာတော်ကဘာဟောလဲ ဆရာတော်ကလူသားတွေကိုတခြားသက်ရှိတွေနဲ့နှိုင်းယှဉ်ကြည့်ခိုင်းတာဥပမာငါးတွေကိုပဲကြည့်တချို့ငါးတွေဆိုရင်ဥဒခဥဝင်ယာနဲ့ချီထောင်နဲ့ချီဥကြတာပုံမွားကောင်လေးဆိုရင်လည်းအကောင်ရင်တန်းနဲ့ချီပြီးပွားနိုင်တယ်ရေဘူးရအားဖြင့်တရိတ်ဆန်တွေကလူတွေထက်အများကြီးပုံမြင်မြန်မျိုးပွားနိုင်တယ်အခုအဲ့ဒါကိုလူတွေနဲ့နှိုင်းယှဉ်ကြည့်လူတစ်ယောက်ကိုယ်ဝင်ဆောင်ရင်6လလောက်ကြာတယ်မိသားစုအများစုမှာလည်းတစ်ခါမွေးရင်တစ်ယောက်ပဲမွေးတာများတယ်အခုခေတ်ဆိုဇနီးမောင်နဲ့တော်တော်များများကလေးတစ်ယောက်ဒါမှမဟုတ်2ယောက်ပဲယူဖို့ဆုံးဖြတ်ကြတာအဲ့တော့တခြားသက်ရှိအနန္တနဲ့နှိုင်းယှဉ်ကြည့်ရင်လူဖြစ်မွေးဖွားလာရတာတကယ်ကိုအခွင့်အရေးနည်းတယ်လို့ပဲပြောရမှာပဲ အေးမင်းပြောသလိုစဉ်းစားကြည့်ရင်လည်းသဘောတူပါတယ်ကမ္ဘာပေါ်မှာကတက်ရှိအားလုံးနဲ့နိုင်ရှင်မယ်ဆိုလို့ရှိရင်ဒီရှင်းပြချက်ကတော်တော်လေးယုတ်တိရှိတယ်အထူးသဖြင့်ငါးတွေပိုးမွားတွေနဲ့ရှင်ကြည့်လိုက်လို့ရှိရင်ကွာခြားချက်ကတကယ်ကိုကြီးကြီးပဲပေါ့နော် ဟုတ်တယ်ပထမတော့ငါလည်းဒါတကယ်လက်ခံနိုင်စရာရှင်းလင်းချက်လို့ပဲထင်တာ ဒါပေမဲ့တခုခုလိုနေသေးတယ်လို့ငါခံစားရတော့မယ် ငါဒါပေမဲ့ဆိုတာယူစောင့်နေတာကဲပြောပါဦး ဒီရှင်းပြချက်ကလူတွေဘာလို့မျိုးပွားတာနေလဲဆိုတာကိုတော့နားလည်စေတာတော့ဟုတ်တယ်အဲ့ဒါကိုငါလက်ခံတယ်ဒါပေမဲ့ငါ့ကိုအမြဲတမ်းဒုက္ခပေးနေတဲ့မိကွန်းအစစ်အမှန်ကအဲ့ဒါမဟုတ်သေးဘူး ဒါဆိုပါလေ ဆိုတော့ငါတို့အပျော်တဘောပဲစဉ်းစားကြည့်အောင်ကွာတကယ်လို့ဝိညာဉ်နံတရားဆိုတာရှိတယ်ပေါ့နော်ဥပမာကလေးသေးတယောက်မွေးလာတယ်ဆိုလို့ရှိရင်အဲ့ဒီမှာစောင့်နေတဲ့ဝိညာဉ်ကအစင်တင်ရှိနေရလားဥပမာတန်းစီနေတယ်လို့မျိုးပေါ့နော်စူပါမားကတ်ထဲမှာငါတို့ငွေရှင်းဖို့စောင့်နေရတယ်လို့မျိုးပေါ့ဒါပေမဲ့အတီးပြောတာတကယ်လို့လူကြီးကတဖြည်းဖြည်းတိုးလာနေရဆိုလို့ရှိရင်အဲ့ဝိညာဉ်တွေရောလိုက်ပြီးတိုးလာနေရလားပေါ့နော်ဒါမှမဟုတ်ရင်ငါတို့မမွေးခင်ကလေးကရေတွက်လို့မရနိုင်တဲ့ဝိညာဉ်တွေအများကြီးရှိနေပြီးသားလားပေါ့နော်ဆိုတော့ဒါကြောင့်ငါတို့တကယ်မသိဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီသွေးတွေကခေါင်းထဲဝင်လာပြီးတဲ့ကငါစက်တိုက်သွေးနေမိရပေါ့နော် စိတ်ဝင်စားစရာပဲဘာလို့လဲဆိုတော့မင်းရဲ့မေကုန်းကပြောင်းသွားပြီလို့ငါထင်တယ်ဒီစကားဝိုင်းဆက်ဆက်ချင်းတော့ကတော့မင်းကလူကြီးအကြောင်းမေးနေတာအခုကျတော့မင်းကအဲ့ဒါထက်ပူကြီးမားတဲ့အရာကိုမေးနေပြီ ဟုတ်လို့လား အေးလေမင်းတကယ်မေးနေတာလူတွေဘာလို့ဘီလီယံနဲ့ချီရှိနေရလဲဆိုတာမဟုတ်တော့ဘူးမင်းမေးနေတာလူတစ်ယောက်မွေးဖွားလာတဲ့အခါအဲ့ဒီလူရဲ့တိစိတ်ဘယ်ကနေရောက်လာလဲဆိုတာဒီနှစ်ခုကမေကုန်းချင်းမတူဘူးလေ မင်းပြောတာဟုတ်တယ်အဲ့ဒါကိုငါသတိမထားမိဘူးငါမိကုန်းတစ်ခုပဲမေးတယ်ထင်နေရဒါပေမဲ့ငါတကယ်တမ်းမေးချင်တာကတခြားမိကုန်းတစ်ခုဖြစ်နေရ မင်းသိလားငါတို့တစ်ခါလေစကားပြောနေတာလူကြီးအကြောင်းမဟုတ်တော့ဘူးထင်တယ် တကယ်ကြီးလားဒီစကားဝိုင်းကအဲ့ဒီကနေစလာတာလေ စတာတော့ဟုတ်တယ်ဒါပေမဲ့ငါတို့ဘယ်နာထိရောက်သွားလဲကြည့်အောင်အစတော့ကမင်းမေးတာလူတွေကဘာလို့ဘီလီယံနဲ့ရှိနေတာလဲနောက်တော့လူဖြစ်ရတာဘာလို့ခဲရင်းတယ်လို့ပြောကြတာလဲအဲ့ဒီနောက်ဝိညာဉ်တွေရှိတယ်ဆိုရင်အရင်ကထက်အခုပိုများလာတာလား
အခုကျတော့အသီးစိတ်ရှိတဲ့တက်ရှိတယောက်ကဘယ်ကနေရောက်လာတာလဲအဖြစ်တစ်ခုချင်းစီကပို့ပြီးနန်းနေတဲ့မေကွန်းနေစီကိုပဲလှမ်းပြသွားတာ ဟုတ်ပါငါအဖြေတစ်ခုကိုလိုက်ရှာတယ်လို့ထင်နေတာတကယ်တမ်းကျတော့ပို့ပြီးတော့နှက်နေတဲ့မိကွန်းတွေပဲထက်ခါပေါ်လာတာပေါ့နော် အဲ့ဒါမဆိုးပါဘူးဘာလို့လဲဆိုတော့မေကွန်းနဲ့ကစကားဝိုင်းတစ်ခုထဲမှာပဲအဖြေရှာလို့ရတာမဟုတ်ဘဲတချို့မေကွန်းတွေကိုတော့ငါတို့သူရိတနာလုပ်လို့ရတယ်မွေးဖွားနှုန်းကိုရေတွက်လို့ရတယ်လူတွေနဲ့တရိတ်ဆန်တွေရဲ့မျိုးပွားမှုကိုနှိုင်းယှဉ်လို့ရတယ်လူကြီးပြောင်းလဲမှုကိုစောင့်ကြည့်လို့ရတယ်အဲ့ဒါတွေကငါတို့လေ့လာလို့ရတဲ့အရာတွေ ဒါပေမဲ့ဝိညာဉ်တွေအကြောင်းဒါမှမဟုတ်ရင်အသိစိတ်အကြောင်းကြတော့မတူတော့ဘူးပေါ့နော် အတိအကျပဲဒီမေကွန်းကတော့တွေးခေါ်ပညာရှင်တွေသိပ္ပံပညာရှင်တွေနဲ့ဘာသာရေးအယူဆတွေကနှစ်ပေါင်းထောင်ချီပြီးဆွေးနွေးလာခဲ့ကြတာယုံကြည်ချက်တစ်ခုနဲ့တစ်ခုရဲ့အဖြစ်အရလည်းမတူကြအောင်တချို့ကဝိညာဉ်ဆိုတာထာဝရရှိနေတာလို့ယုံကြည်ကြတယ်တချို့ကသိစိတ်ဆိုတာပုံစံတစ်မျိုးနဲ့ဖြစ်တည်လာတာလို့ယူဆကြတယ်တချို့ကြတော့လေဝိညာဉ်ဆိုတဲ့အယူဆကိုထင်သလောက်မသုံးကြဘူးဒီနေ့ခေတ်မှာလူတိုင်းအတွက်တစ်ဆက်သေးကြမဲ့အဖြစ်တစ်ခုကိုဘယ်သူမှလက်ညှိုးထိုးမပြနိုင်သေးဘူး မင်းသိလားငါငယ်ငယ်တုန်းကဆိုလို့ရှိရင်ငါမမြင်ရတဲ့အရာဆိုရင်အဲ့ဒါမရှိဘူးဟိုဘယ်လိုပြောရမလဲမမြင်ရတဲ့အရာမဟုတ်ကွာဟိုတက်သေးမပြနိုင်တဲ့အရာဆိုရင်အဲ့ဒါမရှိဘူးလို့တွေးခဲ့ဘူးတယ်ဒါပေမဲ့နောက်ပိုင်းကျတော့မှငါသဘောပေါက်လာတာကငါအာဂါတတွေကိုမရောက်ဘူးပေါ့နော်တခြားဂျိုကိုလည်းမရောက်ဘူးဒါပေမဲ့စัจ java လာရှိတယ်ဆိုတာတော့ယုံကြည်တယ်ပေါ့နော်ဆိုတော့ငါမျက်စိနဲ့အပြင်မှာမြင်ဘူးလို့မဟုတ်ပဲနဲ့ငါတို့ယုံကြည်စိတ်ချလောက်တဲ့အထောက်အထားတွေရှိနေတယ်ပေါ့နော်ဆိုတော့အဲ့တော့ငါနောက်ထပ်တစ်ခုလည်းသဘောပေါက်လာတယ်ငါမှဒီနေ့အတွက်လုံလောက်တဲ့အထောက်အထားမရှိသေးုံနဲ့အဲ့ဒီအရာကအလိုလျောက်မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးပေါ့နော်ဆိုတော့အဲ့ဒါကငါတို့မသိသေးတာပဲဖြစ်နိုင်တယ်ပေါ့နော် ငါအဲ့ဒီဒီလိုသဘောကျတယ်ဒါမမှန်ဘူးလို့ပြောတာနဲ့ငါမသိသေးတာလို့ပြောတာအများကြီးကွာခြားတယ်လေအဲ့ဒီနှစ်ခုကစားကြောင်းချင်းမတူဘူး အတိအကျပဲပြီးတော့အမှန်တိုင်းပြောရရင်ဒီနေ့စကားပိုင်းကငါတို့ငယ်စဉ်ကမေကွန်းတော့အဖြေမပေးသွားနိုင်ခဲ့ဘူးပေါ့နော် တကယ်ကြီးလား အပြည့်အဝတော့မဟုတ်ဘူးပေါ့ငါ့ကိုတဘောပေါက်စီခဲ့တာကငါတို့မေးလိုက်တဲ့မေကွန်းရဲ့နောက်ွယ်မှာပေါ့နော်နောက်ထပ်မေကွန်းတွေစင်ကဲထွက်လာတာပေါ့နော်ဒီလူတွေဘာလို့ဘီလီယံနဲ့ချီပြီးတော့ရှိနေတာလဲဆိုတာရဲ့အနောက်ွယ်ကိုပြန်စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်ဥပမာငါတို့အသိစိတ်ရှိနေတဲ့တက်ရှိတစ်ခုကဘယ်ကနေစတင်ဖြစ်ပေါ်လာတာလဲပေါ့နော်ဒါမှမဟုတ်ဒီစိတ်ဝိညာဉ်ကိုယုံကြည်တဲ့လူတွေအတွက်ဆိုရင်အဲ့ဒီဥပမာပေါ့နော်ငါဆိုရဲဒီစိတ်ဝိညာဉ်လေးတွေကရောဘယ်ကနေလာတာလဲပေါ့နော်ဆိုတော့ဆိုတော့ပြောရရင်ငါတို့ဟိုကဘာဦးစမှာလူသားတွေစပြီးတော့ပေါ်လာတဲ့အချိန်ကိုပြန်သွားတော့မယ်ထင်တာပဲဆိုတော့ anyway ကိုစိတ်ထဲမှာဒါကနှစ်တော်ကြအောင်တကယ်မေးချင်နေခဲ့တဲ့မေးခွန်းတွေဒါပေမဲ့လည်းအခုကြုံတဲ့အခါကျတော့ဟိုရောက်တဲ့ရပြောမိတာပေါ့နော်ဆိုတော့ဒီလောက်ပါပဲ စူဆန်းလိုစေးရဲ့သဘောကအဲ့လိုပဲထင်တယ်တခါတလေ तू ကအဖြေနဲ့လမ်းဆုံးမသွားတတ်ဘူးတခါလေကြတော့လေငါတို့တစ်သက်လုံးရှာဖွေနေတဲ့မေကွန်းအစ်စ်မှန်ကိုပဲရှာဖွေတွေ့ရှိအောင်ကူညီပေးတတ်တယ် အဲ့ဒါကြောင့်ပဲငါရင်ရထပ်ပို့ပြီးတော့တိကျင်စိတ်တွေပုံများလာသလိုပဲကဲဒီနေ့အတွက်တော့ဒီလောက်ပါပဲ